ပြီးသွားပြီညက်ချက်လို့မအပေါ်လုံးပြီးသွားပြီဘူးဒီတွင်ရေတက်နေတယ်ရေတိုင်းပြီးတော့ရေတက်နေတယ်ရေတင်လာတယ်ဒီမှာငါပြောရတဲ့လုံးဝပြီးရငါပြောပြန်တလုံးနဲ့ပြီးနေတယ်ဒီမှာလည်းတလုံးနဲ့ပြီးနေတယ်မှဲ့အောင်မှဲ့နေအေးမပြောပြန်ဘူးလို့မပြောဘူးပြောတယ်တလုံးနဲ့ပြီးနေတာสวัสดีครับผมအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဒီမှာဒီမြက်ပြင်ကိုဖြဲရမှာဖြစ်ပါတယ်ငါပြောတော့ကြီးတယ်မှာငါပြောတော့ဒီမှာဒီဘက်ချမ်းတော့မနေ့ကနည်းနည်းဖြဲတာဘူးပါပြီနောက်ထပ်ဒီဘက်ချမ်းမှာပြန်နေတယ်ဒီဘက်ချမ်းမှာဟိုးအဆုံးကြီးဟိုးအထိပ်ကြီးတော့တယောက်လည်းဖြဲရမှာဖြစ်ပါတယ်လူပိုင်းမြတ်ဆိုတော့အမြတ်နည်းနည်းတူတယ်ဘယ်လောက်ဒီမြတ်မထူဘူးဟိုတွင်းဆိုရင်ကလူတရက်စာရှိတယ်မှာဟိုတွင်းဆိုရင်ဒီကောင်လေဒီမှာလူတရက်စာရှိတယ်ဟိုလူပိုင်းဆိုတော့နည်းနည်းမြတ်ပါတယ်ခုတ်ရတာနည်းနည်းလွယ်တယ်ဒီနောက်ဘက်မှာ6တယ်ညရီ6နေတယ်ဒီမှာစီပင်ပြောတော့အလင်းကနေရှိပြီမပြောပြန်ကြီးလည်းမကြည့်ဘူးမပြောပြန်သေးလေးဟိုမှာလင်းကနေရှိပြီလားလေဒီရတယ်ဘာဖြစ်လို့မသိဘူးပြောပြန်လည်းမတန်ဘူးဒီဘက်ခြမ်းကညက်ဖြဲရတော့မယ်ရေစဉ်ရေတိုင်ကြီးအမြင့်20နဲ့တမက်ကျေရတမက်20ဒီကမူပန်းတစ်ခုလုံးဒီကပဲပေးရတာဒီကကြီးပဲပေးရတာဒီတိုင်ကြီးကပေးရတာဒီကမူပန်းတစ်ခုလုံးအဲ့ဒါဟိုးဘာမှတစ်ခုကြံနေတယ်ဟိုးဘာမှတစ်ခုဟိုးမှာအမှန်တခုဒီတိုင်းကြီးဒီလိုမျိုးကထောင်မှာတလုတ်ခိုင်းရတယ်မပြီးသေးဘူးပြီးရင်ဂိမ်းကငှားရောလက်ထောင်မယ်ကဲတော့မြတ်ချက်လိုက်အောင်မယ်ရေတက်နေပြီရေတက်နေပြီတန်ကြားနေရတယ်ရေတော်ခမ်းနေရကဲမြက်ဖြတ်တော့မယ်
လုံးဝပြီးဒါပြလဲမယ်ရောက်ပြီဟောပြီခဏပတ်ချာမှာဒီမှာခဏတထိုးခုတ်ပြီးလို့ခဏနားနေတယ်စီတူကုန်သွားလို့ဒီမှာကျွန်တော်ပြမယ်တခုတခုပြပေးမယ်မှာကျွန်တော်စိုက်တန်းကပြိုးပင်းနေဘယ်လောက်တန်လဲမတန်လဲဆိုတာလိုက်ပြပေးမယ်ဒီကောင်ဆို4 နှစ်ကျော်ပြီမှာကျွန်တော်စိုက်ရပင်ဒါတန်တွေ့လားဒီမှာတခုပြရင်မှာကျွန်တော်စိုက်တာငါပြောဘူးငါပြောခိုင်းရင်ဘယ်လောက်ထိတန်မတန်ဆိုတာမကြီး
ဆိုင်ရငါပြောဘူးငါပြောခိုင်းမှာဒါတန်လေးတာလက်တော့ဟေးငါပြောဘူးငါပြောရင်ငါနှစ်လောက်ရေးပြီငါပြောပြင်ပေးကြဖို့ပါမဘောလုံးညှို့ပြီးပေးကြကုန်ဟိုဒီမှာတော့ပြင်မှာဟောဒီမှာလည်းတပင်းဒီထဲမှာဒီပင်ကြီးတော့မယ်ဒီပင်တပင်ကြီးတော့မယ်ဟာဒီမပြောခိုင်းကြနေနေကြီးတယ်ဘယ်လိုကြီးလဲဒီနေ့3 4 5 6 9 10ခီတော့တန်နေကျွန်တော်ဆိုင်ရငါပြောပင်ပြီးသွားပြီမြတ်ဖြတ်လို့ဒီမှာအပေါ်လုံးပြီးသွားပြီဒီတစ်ပြင်လုံးတယောက်လည်းဖြတ်ပါတယ်ခင်ဗျာဒီမှာပြောပင်ရမှာ4 နှစ် 5 နှစ်ရှိပြီဒီတိုင်းမပြောပြတာကြီးမပြောခိုင်းရကြီးမကြီးပြောပြင်ဒါပန်းတယ်ဒီမှာဒီရဆိုတော့6ပဲဒီမှာတစ်ခါဒီမှာဝီဒီကွန်းရေတန်းနေတယ်ရေတန်းပြီးတော့ရေတန်းနေတယ်ရေတင်လာတယ်ပြီးသွားပြီမြက်ဖြတ်လို့ဒီလေကျန်းမှာလေလည်းကျန်းနေလဲပူရတော်တော်လေးလေပူကလေတိုက်နေတော်သေးတယ်လေမတိုက်ရင်သွားရောဒီရောဒီမှာပြမငါတို့ကြီးလုံးတီးနေကြီးတပင်မှာတစ်လုံးမတီးရဟိုမှာလည်းတစ်လုံး
ပြောသီးသီးနေကောင်းရိုက်ပြန်းဒီမှာငါပြောသီးတစ်လုံးနဲ့သီးရငါပြောပြန်တစ်လုံးနဲ့သီးနေတယ်ဒီမှာလည်းတစ်လုံးနဲ့သီးနေတယ်မှဲ့အောင်မှဲ့နေအေးငါပြောပြန်ဘလို့ပြောတစ်လုံးနဲ့သီးတော့ပုံမှန်တော့ခိုင်လိုက်ဒါလည်းခိုင်လိုက်ဒါလည်းမပြောဘူးဒီပင်ရဒီများတော့ဘူးလားမိသားညပိနေတစ်နေ့လောက်ဆိုရင်ဒီစာလို့ပုံထုတ်ပြလိုက်ဒီမှာသုံးငါးနေရှိဒီတိုင်းဒီနေ့တော့ဒီလောက်ပါခင်ဗျာတက်ဖို့လည်းပြီးသွားပြီညဖို့လည်းပြီးသွားပြီဒီအပြင်ချားလောက်ရအောင်မယ်နောက်ရ channel လေးကို like and subscribe လေးလုပ်ပေးကြအောင်နော်အားလုံးတတာနောက်တဲ့ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်